ကားတစ်စီးကကောင်လေးကိုတိုက်လူဆဲဆဲမှာအမျိုးသမီးတစ်ယောက်ကသူ့ကိုကယ်တင်လိုက်ပါတယ်ဒါပေမဲ့သူ့ကိုကယ်တင်မှုစူးစမ်းရင်းနဲ့သူမကိုယ်တိုင်အသက်ဆုံးရှုံးသွားခဲ့ရပါတယ်ကောင်လေးကလည်းသူမကိုအသက်ပြန်ရှင်လာစေဖို့အတွက်တားမြစ်ထားတဲ့ဂါထာမတ်နံတစ်ခုကိုအသုံးပြုလိုက်ရပါတယ်နောက်ဆုံးမှာတော့သူမကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပေမဲ့သူကတော့ချက်ချင်းပဲတတိလစ်သွားခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးသူကညံရီမမီတဲ့သူတစ်ယောက်လိုဖြစ်သွားခဲ့ပါတယ်ဒီနေ့မှာတော့နတ်ဆရာတစ်ယောက်ကကောင်လေးစီမှာထူးခြားတဲ့ကံကြမ္မာပါလာတာကိုမြင်လိုက်ပါတယ်ဒါကြောင့်တထေးကြီးတစ်ယောက်ကိုသူ့ရဲ့သမီးပြိုနဲ့အဲ့ဒီကောင်လေးကိုလက်ထပ်ပေးလိုက်မယ်ဆိုရင်သူတို့မိသားစုရဲ့စီးပွားရေးကအမြဲတမ်းတိုးတက်အောင်မြင်နေလိမ့်မယ်လို့ဆိုပါတယ်တထေးကြီးကလည်းဒါကိုယုံပြီးကောင်လေးကိုသူ့ရဲ့သမီးနဲ့ပေးစားလိုက်ပေမဲ့လူတိုင်းကသူ့ကိုအထင်သေးကြပြီးမိန်းကလေးနဲ့မထိုက်တန်ဘူးလို့ပဲထင်နေကြပါတယ်တထေးမလေးရဲ့မောင်ဖြစ်သူကတော့သူ့ကိုနေတိုင်းနိုင်ကျင့်နေခဲ့ပါတယ်သူ့ရဲ့ဇနီးတစ်ယောက်ထဲကသာသူ့ကိုတာမန်လူသားတစ်ယောက်လိုဆက်ဆံပေးခဲ့ပါတယ်နောက်ထပ်နှစ်အနည်းငယ်အကြာမှာတော့တထေးမိသားစုရဲ့ကံကြမ္မာကတကယ်ပဲထုံးလင်းတောက်ပလာခဲ့ပါတယ်ဒါပေမဲ့လောဘကြီးတဲ့တထေးကြီးကအခုတော့သူ့သမီးကိုကွာရှင်းစေချင်နေပါပြီသူမကိုတခြားဩဇာကြီးမားတဲ့မိသားစုကအမွေခံတစ်ယောက်နဲ့လက်ထပ်ပေးပြီးသူ့ရဲ့အင်အားကိုပိုပြီးတိုးချဲ့ချင်နေတာပါအဲ့ဒီနေ့မှာဇနီးဖြစ်သူကညဘက်ကျရင်ပတ်စံတချို့ပေးမယ်လို့ကောင်လေးကိုပြောပါတယ်ပြီးတော့အဲ့ဒီပတ်စံတွေကိုတေချာသိမ်းထားဖို့နဲ့သူတို့နှစ်ယောက်လင်မယားအဖြစ်ဆက်ရှိနေတော့မှမဟုတ်ဘူးလို့ပြောပြပါတယ်အဲ့ဒီအချိန်မှာကောင်လေးကသူ့အိတ်ကက်ထဲကနေဒေါ်လာ100ကိုထုတ်ပြီးသူ့စီမှာပတ်စံရှိပါတယ်သူမအတွက်အချိုပွဲတွေဝယ်ကျွေးနိုင်ပါတယ်လို့အပြစ်ကင်းစင်စွာနဲ့ပြောလိုက်ပါတယ်သူ့ရဲ့ရိုးသားတဲ့မျက်နှာလေးကိုကြည့်ပြီးဇနီးဖြစ်သူရဲ့ရင်ထဲမှာအယမ်းကိုဝမ်းနည်းသွားပေမဲ့မိဘတွေရဲ့စကားကိုလွန်ဆန်ဖို့သူမမှာအင်အားမရှိခဲ့ပါဘူးခဏအကြာမှာတော့သူမကကားပေါ်ကဆင်းပြီးဟိုတယ်ထဲကိုဝင်သွားပါတယ်သူမကမိဘတွေစီစဉ်ထားတဲ့ဆိတ်ဆက်ထားသူနဲ့တွားတွေ့ရမှာပါအဲ့ဒီလူကလည်းဩဇာကြီးမားတဲ့မိသားစုကအမွေခံတစ်ယောက်ပါသူကကားထဲမှာအိတ်နေတဲ့ကောင်လေးကိုမြင်သွားပြီးအယူတစ်ယောက်လို့ခေါ်ကလောင်ပြောင်လိုက်ပါတယ်ပြီးတော့အဲ့ဒီကနေထွက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့လေဘင်းမှာဆွဲထားတဲ့ဆွဲတီးလေးကရုတ်တရက်အလင်းရောင်တွေထွက်လာပြီးရွှေရောင်တကားကြီးတစ်ကောင်ကသူ့အပေါ်မှာဝဲပြန်လာပါတယ်နောက်တစ်စက္ကန့်မှာတော့သူ့ရဲ့မှတ်ဉာဏ်တွေနဲ့တဘာဝလွန်ဆွမ်းအားတွေအားလုံးပြန်လည်ရောက်ရှိလာပါတော့တယ်ဒီနှစ်တွေတစ်လျှောက်လုံးသူ့ဇနီးကသူ့ကိုဘလောက်တောင်ချစ်ချစ်ခင်ခင်နဲ့ဂရုစိုက်ခဲ့လဲဆိုတာကိုသူမှတ်မိသွားပါတယ်သူကအဝတ်စားတွေကိုတေးသက်အောင်ပြင်ဝတ်လိုက်ပြီးကားပေါ်ကနေဆင်းကအဲ့ဒီအမွေခံကိုလှမ်းခေါ်လိုက်ပါတယ်အမွေခံကတော့ကောင်လေးကအခုပုံမှန်ပြန်ဖြစ်သွားပြီဆိုတာကိုလုံးဝမရိပ်မိပါဘူးသူကမကြခင်မင်းစီမှာဘာမှကြံတော့မှမဟုတ်ဘူးဆိုပြီးစက်တိုက်လောင်ပြောင်နေပါတယ်ဒါပေမဲ့ကောင်လေးကသူ့စကားတွေကိုဂရုမစိုက်ပဲအမွေခံရဲ့စရိုက်မှန်ကိုလူတိုင်းရှိမှဖွင့်ချဖို့တမင်ယူတစ်ယောက်လိုဆက်ပြီးဟန်ဆောင်နေခဲ့ပါတယ်အခမ်းအနားစတင်တာနဲ့တပြိုင်နက်မိန်းကလေးရဲ့မိဘတွေကကွာရှင်းစာချုပ်မှာချက်ချင်းလက်မှတ်ထိုးဖို့ပြောကြပါတယ်ဒါပေမဲ့မိန်းကလေးကတော့အဲ့ဒီကောင်လေးကိုအခုထိမဆုံးလွတ်နိုင်သေးပါဘူးအဲ့ဒီအချိန်မှာပဲအမွေခံကစိန်ဆွဲကြိုးတစ်ပုံးကိုထုတ်ပြီးသူမကိုပေးလိုက်ပါတယ်သူမရဲ့အမေကလည်းအဲ့ဒီလက်ဆောင်ကိုချက်ချင်းလက်ခံဖို့ပြောပါတော့တယ်ရုတ်တရက်ကောင်လေးကအဲ့ဒီဆွဲကြိုးကိုလူယူလိုက်ပြီးကစားနေပါတော့တယ်အဲ့ဒီမှာရှိနေတဲ့သူအားလုံးကသူ့ရဲ့ရိုင်းဆိုင်တဲ့အပြုအမူကိုဝိုင်းပြီးအပြစ်တင်နေကြပေမဲ့နောက်တစ်စက္ကန့်မှာပဲသူကကွာရှင်းစာချုပ်ကိုစုပ်ဖြဲပစ်လိုက်ပါတယ်ဒါကိုမြင်တော့အမွေခံကဒေါသထွက်သွားပြီးဒူးထောက်တောင်းပန်ဖို့အမိတ်ပေးပါတော့တယ်အဲ့ဒီအချိန်မှာကောင်လေးကဂါထာတစ်ခုကိုရွတ်ဆိုလိုက်ပြီးအမွေခံကိုယ်တိုင်သူ့ရှိမှဒူးထောက်ကျသွားအောင်ဖန်တီးလိုက်ပါတော့တယ်